နွေရာသီလောက်တွေပြီးသွားပြီဆိုတော့ဒီနေ့ကကျောင်းကိုပြန်တက်တဲ့ပထမဆုံးနေ့လေးပါဒီနေ့တစ်နှစ်ကဘာတွေသင်မယ်ဆောင်းမွေးတွေဘယ်တော့စမယ်အညာပါနော်စာတွေဘယ်လိုသင်မယ်ပေါ့နော်စပြီးတော့လေ့လာရမယ်ဆိုပြီးတော့တကယ်တော့စာလေ့လာထက်သူရှိရဲ့ခံဝန်သွားပြီးလိုက်လေတာလဲပိုစင်ပြေပါရဲ့လေနော်စာတတိချာချာလို့ဖို့မှာကြားနေရပါမတွေ့တာကြပြီဖြစ်တော့တွေ့တဲ့အချိန်မှာတော့စကားတွေအများကြီးပြောမယ်ခွေမယ်ရီမယ်ကျောင်းရဲ့နောက်ဆုံးနှစ်ပထမဆုံးရက်လေးကိုခုလိုမျိုးလေးဖြတ်သန်းခဲ့ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ပြောချင်တာလေးတစ်ခုမေးတော့မလို့ဖင်လန်မှာကျောင်းတက်မယ်ဆိုလို့ရှိရင်တော့ဘာသာစကားကဖင်လန်ဘာသာစကားနဲ့ပဲကျောင်းစာတွေအကုန်လုံးကိုလေ့လာရတာဖြစ်ပါတယ်medical terms တွေကဖင်လန်ဘာသာစကားနဲ့သင်ရပါတယ်